Hello အားလုံးပဲမင်္ဂလာပါရှင်အလီနာဟမစ်ကနေကြိုဆိုပါရစေဒီနေ့မှာတော့အလီနာနဲ့အတူချီထိုးနည်းခြေခံလေးတွေကိုလေ့လာကြည့်ကြရအောင်နော် Okay so ပထမဆုံးမင်ကအကင်နီလေးတွေကိုပြောပြမယ်နော်အကင်နီမှာဆိုရှင်နှမျိုးရှိတယ်ပထမတစ်နည်းကဒီပြထားသလိုမျိုးပဲသူကခဲတန်ကင်နီလို့ခေါ်တယ်ပေါ့နော်ခဲတန်လေးစာရေးတဲ့ခါမှာဘောပင်ကင်သလိုမျိုးအကိုလည်းကင်နေနီလေးဖြစ်ပါတယ်ဒုတိယတစ်နည်းကကြတော့ဓာတ်ကင်တဲ့နီးပေါ့နော်သူကကြတော့ဓာတ်ကင်တဲ့ပုံစံမျိုးလေးပေါ့နော်အဲ့လိုဓာတ်ကင်တဲ့ပုံစံမျိုးကအားရတဲ့ဆိုရှင်ဒီနီးနဲ့လည်းကင်လို့ရပါတယ်နော်ဒါကကြတော့ကိုအားရတဲ့နီးကိုကင်ပြီးတော့ထိုးလို့ရတယ်ပေါ့နော်ကဲ abbreviation ရှင်တော့ခြီကင်တဲ့နီးကိုပြောပြမယ်ခြီကကြတော့ပထမဆုံးလက်တန်းလေးရဲ့အပေါ်ကနေကြားတဲ့ကိုဆွဲယူမယ်ပေါ့နော်ဆွဲယူပြီးလို့ရှင်သူကလက်ညှိုးမှာသွားပြီးတော့ရစ်မယ်လက်ညှိုးမှာကိုက2ရစ်3ရစ်ဒါမှမဟုတ်ကိုအားရသလောက်အများကြီးလည်းရစ်လို့ရတယ်ပေါ့နော်ဒီလိုမျိုးရစ်ပြီးလို့ရှိရင်အဲ့ချီကိုလက်မနဲ့လက်ခလဲနဲ့ကထိန်းတဲ့ပုံစံမျိုးလေးကိုအိုက်ကြားထဲမှာချီကိုကြားထဲညှက်ပြီးတော့ထိန်းတဲ့ပုံစံမျိုးဒီပုံစံလေးထားမယ်ပေါ့နော်အဲ့လိုထားပြီးလို့ရှိရင်တော့အကိုကင်ပြီးတော့ချီစထိုးမယ်နော်မင်းကကြတော့ခဲနံကင်တဲ့နီးကိုခဲနံကင်တဲ့နီးနဲ့အားရတာဖြစ်တဲ့အတွက်ခဲနံကင်တဲ့နီးနဲ့ထိုးပြမယ်နော်ကွန်းအရှင်လေးကိုအရင်လုံးမှဖြစ်တဲ့အတွက်ချီကိုအရင်မကင်မင်းနဲ့ပေါ့နော်အရင်ဆုံးချီစားကိုပထမဆုံးကွန်းလေးဖြစ်အောင်အရင်လုပ်မယ်ပေါ့နော်ကွန်းလေးရင်ဖြစ်အောင်လုပ်ဖို့အတွက်ဒီလိုမျိုးချီအစလေးအသေးလေးကိုဒီလိုကြက်ချေကပုံစံမျိုးလေးနဲ့ထားလိုက်မယ်နော်ထားပြီးတော့လက်မလေးနဲ့လက်ညှိုးလေးနဲ့ပေါ်ဖြတ်တဲ့နေရာလေးကိုဖိထားလိုက်မယ်ဖိပြီးတော့အိုက်ကွန်းလေးကနေထည့်ပြီးတော့ချီကိုဆွဲယူမယ်ပေါ့နော်ချီကိုချိတ်ပြီးတော့ဆွဲယူလိုက်မယ်ဆွဲယူပြီးတော့အိုက်ကွန်းလေးကိုဆွဲလိုက်မယ်ပေါ့နော်အဲ့လိုလေးဆွဲလိုက်လို့ရှိရင်သူကကွန်းရဲ့အရှင်ပုံစံသဘောမျိုးလေးဖြစ်သွားပြီပေါ့နော်တေးသေးလေးလုပ်လို့ရတယ်အဲ့လိုတေးသေးလေးဖြစ်အောင်လုပ်လိုက်မယ်ပေါ့နော်လုပ်ပြီးလို့ရှိရင်အိုက်ကွန်းလေးတွေကိုထည့်ထားလိုက်မယ်နော်ဒါပြီးရင်တော့ခုနအတိုင်းခြိကင်လေးကိုပြန်ပြီးတော့လုပ်မယ်ပထမဆုံးလက်ညှိုးမဟုတ်ဘူးနော်လက်တန်းလေးရဲ့အပေါ်ကနေပြီးတော့လာမယ်လာပြီးတော့လက်ညှိုးမှာသွားပြီးတော့2ရက်3ရက်ကိုအားရတဲ့လောက်သွားပြီးတော့ရစ်မယ်ရစ်ပြီးလို့ရှိရင်လက်မလေးနဲ့လက်ခလဲလေးနဲ့ထိမ့်မယ်ပေါ့နော်အလဲခေါင်းကကြိုးလေးကိုထိမ့်မယ်အဲ့မှာထွက်နေတဲ့အစာလေးကိုလက်ခလဲလေးနဲ့လက်မလေးကသွားပြီးတော့ထိမ့်မယ်ထိမ့်ပြီးတော့လက်ညှိုးလေးကကြတော့မယောမတင်းအောင်ဒီကျိုးရဲ့အယောအတင်းတအားကြီးလည်းအတင်းမဟုတ်ဘူးပေါ့နော်တအားကြီးလည်းအယောမဟုတ်ဘူးအလျှော့အတင်းလေးအဲ့လိုမျိုးလေးမယောမတင်းအခြေအနေမျိုးနဲ့ထားမယ်ထားပြီးတော့ကိုဘက်ကိုပဲလဲထားမယ်နော်ဆိုတာကအဲ့ရဲ့ထိတ်ချွန်လေးကိုကိုဘက်မှာပဲလဲထားမယ်လဲထားပြီးတော့ခြီလေးကိုအောက်ကနေပြီးတော့ရစ်လိုက်မယ်ရစ်ပြီးတော့ချိတ်လိုက်မယ်နော်ခြေကောက်လေးနဲ့ချိတ်လိုက်မယ်ချိတ်ပြီးတော့အဲ့အပေါက်ထဲဝင်အောင်ဆွဲယူလာလိုက်မယ်ဒီလိုမျိုးလေးဆွဲယူလာလိုက်မယ်ပေါ့နော်အဲဆိုရှင်ဖွန်မီတစ်ခုရသွားပြီပေါ့နော်ဖွန်မီတစ်ခုရပြီလို့ရှိရင်အဲ့လိုမျိုးခြီကုံသွားလို့ရှိရင်လက်ညှိုးကနေပြီးနည်းနည်းပြီးတော့တရိပ်ချော့ပြီးတော့နောက်တရဆွဲယူမယ်ပေါ့နော်ဒီချီမှာဒီလက်ညှိုးလေးကအလျှော့တင်းလုပ်လို့ရတယ်နော်လျှော့ကျင်နေဆိုရှင်လက်ညှိုးလေးကိုနည်းနည်းလေးဒီဘက်ကိုတိုးလိုက်ရင်ကျော်သွားမှာပေါ့နော်အတင်းကြီးလည်းမရဘူးပေါ့နော်အဲ့လိုမျိုးချိတ်ပြီးဆွဲယူလာမယ်နောက်တစ်ဆင့်အဲ့လိုမျိုးဂျိတ်ကိုအဲ့ရဲ့ဂျိတ်ကိုကိုယ့်ဘက်မှာပဲထားရမယ်နော်အဲ့ဒါမှချီကကိုယ့်ဘက်ကိုပါလာမှာဖြစ်တယ်ပေါ့နော်ချီကုံသွားပြီဆိုလို့ရှင်လည်းအောက်ကနေပြီးတော့ချီကိုဒီတိုင်းလေးပဲဆွဲယူလာပြီးတော့ကိုအားရသလောက်အများကြီးအားရတယ်ဆိုရှင်လည်းအများကြီးရလို့ရတယ်အဲ့လိုပုံစံမျိုးနဲ့ရစ်မယ်ပေါ့နော်ဒီမှာဆိုရှင်ကိုယ့်ဘက်ကိုပဲအမြဲတမ်းမျက်နှာမူထားမယ်နော်အဲ့ရဲ့ခြေကောက်ကိုအပေါ်မျိုးလည်းမထားရအောက်ကိုလည်းမထားရဘူးအဲ့လိုမျိုးထားလို့ရှိရင်အပေါက်ထဲကိုဝင်မလာဘူးပေါ့နော်ချီကိုချိတ်ပြီးဆွဲဖို့ရအတွက်အကောင်းကိုယ့်ဘက်ကိုမျက်နှာမူထားပြီးတော့ချီကိုအောက်ကနေချိတ်ပြီးတော့ဆွဲယူလာပြီးတော့ဒီအပေါက်ထဲကနေတိချာလေးဆွဲထုတ်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်တော့ဖွန်မီထိုးနီးလေးပြီးတော့ပါပြီရှင်ဖွန်မီကကြတော့အရန်လွယ်ကူတယ်ပေါ့နော်လိုက်ထိုးကြည့်လို့ရပါတယ်အားလုံးပဲဆင်ပြေကြပါစေရှင်